လွမ်းသူပန်းကိုချပေးနိုင်မှရန်တင်ပြအပ်ပါတယ်ခင်ဗျာဘိုလ်ချုပ်အောင်ဆန်းနေတကွအာသာနီခေါင်းဆောင်ကြီးများအားလေးပြုရန်အလုံးသတိအဆောင်ဖွဲ့ဘိုလ်ချုပ်အောင်ဆန်းနေတကွအာသာနီခေါင်းဆောင်ကြီးများအားတဲနှမြောက်လိုက်ပြုဘိုလ်ချုပ်အောင်ဆန်းနေတကွအာသာနီခေါင်းဆောင်ကြီးများအားမြစ်တာပုတ်အမျှဝေရင်2မိနစ်ငြိမ်သက်စွာနေရန်2မိနစ်ညို့
န်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်အာသာနီဗိမာန်တွင်ကျင်းပပြုလုပ်သော2026ခုနှစ်89နှစ်မြောက်အာသာနီနေ့ခမ်းနားအောင်မြင်စွာပြီးမြောက်ပြီဖြစ်ပါတယ်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းတွေပြည်ထောင်စုတရားသူကြီးချုပ်ဦးတာထေးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်89နှစ်မြောက်အာသာနီနေ့ခမ်းနားကျင်းပရေးဘိုကော်မတီဥက္ကဋ္ဌဟိုတယ်ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်တို့ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်ခင်ဗျာ